ဟိုရှိတုန်းကတစ်ပင်ပန်းမှန်တွေနဲ့စိမ့်လန်းဆူပြေတဲ့တောအုပ်ကြီးတစ်ခုရှိတဲ့အဲ့ဒီတောအုပ်ထဲမှာအလွန်ညံကောင်းပြီးစိတ်ထားဖြူစင်တဲ့ဖြူကောင်လေးတစ်ကောင်ရှိတယ်။သူဟာဘသူ့အပေါ်မှာမှမကောင်းမကြံတတ်ပဲမိမိအသီးအနှံရှာဖွေရသမျှကိုလည်းတခြားတိရစ္ဆာန်လေးတွေနဲ့မျှဝေစားတောက်တတ်လို့တောထဲတိရစ္ဆာန်တွေကချစ်ခင်ကြတယ်။တနေ့မှာတော့ဖြူကောင်လေးဟာတောအုပ်အစုံကစပစ်ချံတစ်ခုထဲမှာဝင်းမဲ့နေတဲ့စပစ်တီးအီလေးတွေကိုခူးဆွတ်နေတော့ရုတ်တရက်အလွန်စားလောင်ပြီးကောက်ကျစ်တဲ့ဝန်းပုလွေကြီးတစ်ကောင်နဲ့လမ်းမှာထိတ်တိုက်တိုးပါတော့တယ်။ဝန်းပုလွေကြီးကဖြူကောင်လေးကိုမြင်တော့ရှာတတ်နဲ့ဟာဒီနေ့တော့ငါအတွက်အရသာရှိတဲ့နေ့လည်စာရပြီဟဲ့မင်းကိုငါအရှင်လက်လက်ဝါမျိုးပြစ်မယ်လို့ကြိမ်းမောင်းလိုက်တယ်ဖြူကောင်လေးကကြောက်လန့်မသွားပဲတွေးနဲ့ညံ့ဆင်လိုက်ပြီးအိုးဝင်းပုလွေမင်းကြီးရဲ့ကျွန်တော်ကိုစားတာကတော့စားနိုင်ပါတယ်ဒါပေမဲ့ကျွန်တော်ရဲ့ကြောပေါ်ကစူးတွေကအဆိပ်ရှိပါတယ်မင်းကြီးကျွန်တော်ကိုဒီအတိုင်းကြိုက်စားရင်အဆိပ်မိပြီးတည်သွားပါလိမ့်မယ်အစိမ့်မမိစေဖို့တစ်ခုပဲရှိတယ်ကျွန်တော်ကိုမြေကမ်းသားခေါ်သွားပြီးရေထဲကိုပစ်ချလိုက်ပါအဲ့ဒါဆိုအစိတ်တွေပြဲသွားပြီးအသားကနူးညံ့အိပ်ဆက်သွားပါလိမ့်မယ်လို့လိန်ပြောလိုက်တယ်လောဘကြီးပြီးအစာမတ်တဲ့ဝန်ပလွေကြီးကဖြူကောင်လေးရဲ့စကားကိုယုံသွားပြီးကောက်ချီကမြေကမ်းသားကိုအပြေးလွှားခေါ်သွားတယ်ပြီးတော့ဖြူကောင်လေးပြောတဲ့အတိုင်းရေထဲကိုဖုံးကနေပစ်ချလိုက်တာပေါ့ရေထဲရောက်သွားတာနဲ့ရေကူးကျွမ်းကျင်တဲ့ဖြူကောင်လေးဟာမြစ်တစ်ဖက်ကမ်းကိုအမြန်ဆုံးကူးခတ်ပြီးဘေးကင်းရာကိုပြေးရွှေ့သွားပါတော့တယ်ဝမ်ပလွေကြီးကတော့လောဘဇောတက်ပြီးအစားမမိတာကြောင့်ရတဲ့နေ့လည်စာလေးပါလွတ်သွားပြီးညံ့ညံ့ပြက်ပြက်နဲ့ပဲကြံရိတ်ခဲ့ရပါတော့တယ်